ကလာမျိုးနယ်မှာရှိတဲ့ရခိုင်ရိုးရာအားလုံးပဲတာလီစပါကျွန်တော်ဒီနေ့တောင်ကလာမျိုးနယ်မှာရှိတဲ့ရခိုင်ရိုးရာ OMG ဆိုင်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးရှင်းပါတယ်အဲ့ဒီဆိုင်မှာကျွန်တော်တို့ရခိုင်သားစစ်စစ်ရှင်ငင်ဆက်ဆက်ဟမ်းမွန်းလေးတွေကိုဘလို့ပုံစံမျိုးရှက်ပြုတ်ပြီးတော့ဘလို့ခန်းချမ်းပြတာလဲဆိုတာကျွန်တော်နဲ့အတူလက်ကြည့်ဖို့ဖိုက်ခေါ်ပါတယ်ခင်ဗျအခုအဲ့ဒါလို့ကြာရောကျွန်တော်နဲ့အတူလက်ကြည့်ရအားလုံးပါဒီတော့ပါကျွန်တော်ဒီနေ့ဒီမှာကျွန်တော်တို့ OMG ခိုင်ရောဆိုင်မှာကျွန်တော်ရခိုင်ဟန်းလုံးဝဆိုတာအငွေအသက်လေးတွေရခိုင်ဟန်းစစ်စစ်လေးတွေပေါ့ဒီဘက်ကကြလို့ရှိရင်ကျွန်တော်တို့မပြိုးဘူးကိုရခိုင်ချက်ဒီဘက်ကကြတော့ကျွန်တော်တို့ကြောက်ခတ်ရခိုင်တော့ဒီဘက်ကခရင်သီးနဲ့အာလူလက်ရှိထားတာဒီဘက်ကကြတော့ကျွန်တော်တို့ရွာမှာရှိထားသလိုပဲပဇွန်ဖြူကိုကျွန်တော်တို့တောက်ဆလေးရှိထားတာဒါကကြတော့မြင့်ငတန်ဘိုက်သားကိုရခိုင်ချက်လုံးဝအစီရဲအီစေးပြီးတော့ဘဘကကြတော့ချင်းမောင်ဂျိုပေါ့ချင်းမောင်ဂျိုကိုကျွန်တော်တို့ဗမာဂျိုလေးဂျိုရထားတာโอเคဆိုကျွန်တော်ထမင်းစားအောင်ဒီနေ့ကတော့ထမင်းတို့စားမိထိုင်တာပဲဆိုတော့ကျွန်တော်ငါးကိုပဲချိန်တယ်ဆိုတော့ငါ့ကိုအရင်စားပါမယ်ဗျာစားပါဦးကဲငါလေးမိတ်မမယ်အကုန်လုံးစောက်ရမိုက်တဲ့အစီတွေကြီးပဲဟိုးဆိုဒီဘက်ကခရင်ဒီနဲ့ပေဒီနဲ့ချက်ထားတာဒီဘက်ကကြတော့ကျွန်တော်အကျိတ်ဆုံးနှင်းထဲမှာငပြိုးဘူးရခိုင်ချက်လေးโอ้ยငပြိုးဘူးရခိုင်ချက်ဆိုဒီဘက်ကကြောက်ခတ်တော့โอ้ยပဲကြောက်ခတ်တော့โอ้ยဆိုဒီဘက်ကချင်းမောင်ကျွဲစားရှင်ကြလေโอ้ยဒီနေ့ပြည့်တော့ဆိုကျွန်တော်ဆွဲမယ်ဗျာဒီဘက်ကတော့ဘယ်ဆိုံပေါ့ဗျာအားပါအိုးမိုင်းနေပြီဆိုတော့စားပြီကောင်းလားတော့ကျွန်တော်တို့ကဘာဖြစ်လို့မသိဘူးဗျာအကျင့်ပါလားမသိဘူးငါခေါခလားလိုက်လာတာကောင်းလိုက်တာမလဲအိမ်မှာကဒွန်းပြက်နေလားသမင်းစားမဟုတ်တော့စိတ်မပူနဲ့
ဒီလေဒီဘက်ကလည်းဆက်တယ်ဒီဘက်ကလည်းဆက်တယ်ဒီဘက်ကလည်းဆက်တယ်ဒီဘက်ကနည်းနည်းရှော့တယ်မိုက်လေကောင်းလားဗျာရှေ့ပဲပဇွန်တောက်ဆန်လာရေလေလန်းတယ်တင်းနေမွေးနေမလဲမွေးကြမှာမဟုတ်ဘူးကောင်းတယ်ဆွေးရပြင်းတယ်ဒီနေ့တော့ဆက်လာအောင်မယ်ခုလိုကျွန်တော်တို့ခိုင်စားရှင်းရှင်းဆက်ဆက်လေးတွေကိုစားရှင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ OMD ကိုမထီးရဖို့မမေ့ပါနဲ့လုံးဝရခိုင်ဘိတ်ရခိုင်အငွေ့တက်တယ်ပါအငွေ့တွေလို့ကျွန်တော်တို့ upgrade လုပ်ထားပါတယ်အကုန်လုံးကိုတို့ရခိုင်လက်ရလုံးဝမပြောက်ပါဘူးခင်ဗျခုလိုလေးကြီးပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ဒါလေးစားတော့ဟိုလေးဖိတ်ခေါ်ပါခင်ဗျ